အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့lucky flip လှည့်ရင်diamond block ကုန်မလဲပေါ့ကျွန်တော်တို့လှည့်ကြည့်မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဒီမလေးဒီစကင်အစ်လက်လာလေးကိုကျွန်တော်တို့ diamond block နဲ့ရမလဲဆိုတာဒီလှည့်သွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်မှာdiamond 1066လုံးရှိပါခင်ဗျာကျွန်တော်နိုင်တော့မဲ့အမောင်ပေါ့ကျွန်တော်မှာ wish က wish က2ခုရှိတယ်ပထမကကိုကျွန်တော်တို့10ဟွာနဲ့နှိုက်ရတယ်10 diamond 10လုံးနဲ့နှိုက်ရတယ်ကျွန်တော်ဘာမှတော့သိမရပါဘူးခင်ဗျာဒုတိယက25လုံးအဲ့လိုနဲ့တက်သွားပါခင်ဗျာဈေးလုံးကအခုလုံး40အဲ့ဆိုရင်ကျွန်တော်စုစုပေါင်း80ရှိသွားတယ်ခင်ဗျာဆိုတော့နောက်တစ်လုံးက60မှာကျွန်တော်lucky ခက်တော့ရတယ်ခင်ဗျာlucky ခက်ကနေပြီးတော့ကျွန်တော်ဒီအောက်ကဝါလီနဲ့သွားလဲလို့ရအောင်အဲ့မှာသူပေးထားရတော့ရပါခင်ဗျာအဲ့ကနေပြီးတော့ကျွန်တော်ထပ်နိုင်မယ်ထပ်နိုင်မှာမနိုင်ခင်ရွေးအောင်မယ်ကျွန်တော်lucky ဝါလီတစ်ခုmake a wish မှာကျွန်တော်ရွေးသွေးမယ်ရေးပြီးသားရင်ကျွန်တော်တို့အမှ diamond 80နောက်တစ်ခုထက်လက်အမှရပြီ lucky ကနောက်တစ်ခုထက်ရပါခင်ဗျာနောက်တစ်ခုထည့်ရတဲ့အချိန်မှာကျွန်တော်တို့အဲ့လိုပဲအောက်ကဟာကိုယူwish ထဲကနေပြီးတော့အဲ့ lucky flip ကတ်ကိုသွားလဲလိုက်ပါခင်ဗျာဆိုတော့ကျွန်တော်မှာ lucky flip 3ကတ်စုစုပေါင်းရှိသွားပါပြီခင်ဗျာဆိုတော့တိကျတိုင်းပဲအဲ့ lucky flip 2ကတ်နဲ့တခြား robot တွေယူလို့ရတယ် lucky flip ကတ်နဲ့3ကတ်မြောက်ကြတော့ကျွန်တော်တို့ဒီ media skin ရွေးမယ်ရွေးလို့ရမယ် kaja skin ရွေးလို့ရမယ် highlight skin ရွေးလို့ရမယ်ခင်ဗျာကျွန်တော်တော့တက်လာတဲ့ media skin ပဲယူလိုက်ပါခင်ဗျာတော့ကျွန်တော်ထင် diamond 300ကျော်တော့ကုန်သွားပါတင်ပါခင်ဗျာဒီကဲတော့လာပါခင်ဗျာဆိုတော့ဒီနေ့ဗီဒီယိုတော့လောက်ပါခင်ဗျာကျေးဇူးတင်ပါတယ်